ဒိုင်ယန်ပြဿနာကြောင့် Joshua ဘိုင်ရဲ့ပွဲစဉ်ဟာရက်ရွှေ့လိုက်ပါပြီ။အားကစားဝါသနာရှင်တွေစောင့်ကြည့်နေကြတဲ့ UFC Flyweight Champion Joshua ဘိုင်ရဲ့ပွဲစဉ်ဟာအားလုံးသိထားကြတဲ့အတိုင်းလာမယ့် April 17 ရက်နေ့မှာဂျပန် Fighter Tatsuro Taira နဲ့ Champion ကပတ်ကာကွယ်ပွဲထိုးတက်ဖို့စီစဉ်ထားတဲ့ Van ဒိုင်ယန်ပြဿနာကြောင့်ရက်ရွှေ့ဆိုင်လိုက်ရပြီဖြစ်ပါတယ်။ဒီမနက်အစောပိုင်း UFC ရဲ့တရားဝင်ထုတ်ပြန်ချက်အရ Champion Joshua ဘိုင်မှာ၄ချိန်အတွင်းရရှိခဲ့တဲ့ဒိုင်ယန်ကြောင့်အခုလိုရက်ရွှေ့ဆိုင်မှုဆုံးဖြတ်ခဲ့တာပါ။ဒါကြောင့်ဒီပွဲကို UFC 327ကနေ UFC 328ကိုပြောင်းရွှေ့လိုက်တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကိုလာမယ့်မေလ9ရက်နေ့မြန်မာစံတော်ချိန်နဲ့ဆိုရင်မေလ10ရက်နေ့စူပါဆန်နေ့မှာပြန်လည်မြင်တွေ့ရတော့မှာပါ။ပွဲကျင်းပမယ့်နေရာအမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်က Brito Sanchez Center ဖြစ်ပြီးတော့ဒီပွဲရရွှေ့ဆိုင်လိုက်ပေမဲ့ပို့ပြီးတော့မှစိတ်လုံရှားဖို့ကောင်းလာပါတယ်။ဘာလို့လဲဆိုတော့ဒီပွဲကို UFC ရဲ့နာမည်ကြီး fighter တွေဖြစ်တဲ့ Chivay နဲ့ Strickland တို့ရဲ့ပွဲကြီးနဲ့အတူတွဲဖက်ကျင်းပမှာဖြစ်လို့ Joshua ဘန်တို့တော့ဒါသူ့ရဲ့ပထမဆုံး champion ကပတ်ကာကွယ်တဲ့ပွဲစဉ်ဖြစ်လာသလိုပြိုင်ပွဲဖြစ်တဲ့ Tatsuro Taira ကလည်းရှုံးမှမရှိတဲ့ဂျပန်ချယ်ပွဲ fighter ဖြစ်နေတာကြောင့်နှစ်ယောက်လုံးအတွက်တော့အယိုးပြောမှအရေးတောက်ရမယ့်ပွဲမျိုးဖြစ်လာမှာပါ။